ပြည်သူများလုံးမင်္ဂလာပါခင်ဗျာ Sport A to Z ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့လာမယ့်နေရာဒီအတွက်ပထမဆုံးကစားသမားတစ်ခေါ်ယူမှုအတွက်သဘောတူညီမှုရခဲ့ပြီးဖြစ်တဲ့ Man United ဘောမောင်းတဲ့ပွဲမှာအနေကပြခံခဲ့ရမှုအပေါ်တုံ့ပြန်မှုကြောင့် Harry Maguire ကိုအရေးယူလိုက်တဲ့ FA ရီယယ်ချက်ဝင်းက Man United ကိုပြောင်းရွှေ့ခြင်းနဲ့ဆန္ဒရှိနေနိုင်တယ်လို့ပြောဆိုခဲ့တဲ့ DNA တိုက်စစ်မှုဟောင်းစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်Manchester United နောက်ခံလူ Harry Maguire ကဘောမောင်းနဲ့2ဂိုးစီတေးချခဲ့တဲ့ပွဲမှာအနေကပြထုတ်ပေခံခဲ့ရတာနဲ့ပတ်သက်ပြီးပြန်လည်တုံ့ပြန်ပုံရိုင်းဆိုင်ခဲ့တာကြောင့်အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ရဲ့အရေးယူမှုကိုခံလိုက်ရပါတယ်။အသက်33နှစ်အရွယ် Maguire ကပွဲကစားချိန်88မိနစ်မှာဘောမောင်းတိုက်စစ်မှု Evanison ကို penalty area တွေမှာဆွဲလဲခဲ့လို့ဒိုင်ယာအနေကပြခံခဲ့ရတာပါ။ဒါလိုကြီး Stewart Away ရဲ့ဆုံးဖြတ်ချက်ကို VAR ကလည်းအတည်ပြုခဲ့တယ်လို့အင်ရှင်သင်းကလည်းအဲ့ဒီ penalty ကနေဂိုးသွင်းသွားနိုင်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ပေါ် Maguire ကအရန်ဒေါသထွက်ပြီးဒိုင်လိုကြီးနဲ့စတောက်တာတိုင်းမက်ဒိုနိုဟူးတို့ကိုတွားရောက်အော်ဟစ်စောတကားတက်ခဲ့တာကြောင့်အခုလိုပြဿနာတက်ကုန်တာပါ။ FA ရဲ့ထုတ်ပြန်ချက်အရမကွန်ရကအနီးကပြခံခဲ့ရပြီးနောက်စတောက်တာတိုင်းပေါ်မလျော်ကန်တဲ့အပြုအမူတွေလုပ်ခဲ့တယ်။ရိုင်းဆိုင်စော်ကားတဲ့စကားလုံးတွေသုံးနှုန်းခဲ့တယ်လို့ဆွဆွဲခံထားရပါတယ်။သူဟာဧပြီလ2ရက်နေ့နောက်ဆုံးထားပြီးဒီဆွဆွဲချက်တွေကိုပြန်လည်ဖြေရှင်းရမှာလည်းဖြစ်ပါတယ်။လောလောဆယ်မှာတော့မကွန်ရကတပွဲပဲဖြစ်တန်ကြောင့်ဧပြီလ23ရက်နေ့မှာကစားမဲ့Leeds Unitedနဲ့ပွဲကိုလွဲချော်မှာဖြစ်ပေမဲ့အခုဆွဲချက်ကြောင့်ပွဲပဲဖြစ်တန်ကဒီထက်ပိုပြီးတိုးသွားနိုင်ခြေရှိနေပါတယ်။ United ရဲ့ယာယီနီးပြမိုက်ကယ်ကာရီကတော့မကွာယာအနေကပြခံရတာကိုမကျေနပ်တယ်လို့ပွဲအစောပိုင်းမှာအာမက်ပနတီရတင်တာကိုဒိုင်းကမပေးခဲ့တာဟာယူချောင်ချောင်နိုင်လွန်းတယ်လို့ဝေဖန်သွားပါတယ်။အသင်းကောင်းဆောင်ဘရူနိုဖာနက်ဒက်စ်ကလည်းတူညီတဲ့ဖြစ်ရပ်တစ်ခုမှာဒိုင်းတွေကတစ်ဖက်ကိုပနတီပေးပြီးသူတို့ဘက်ကိုကြားတော့ VAR ကတောင်ဝေမစစ်ပေးတာကနားမလည်နိုင်စရာပဲလို့ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။ Manchester United တိုက်စစ်မှုအောင်လူဝစ်ဆာကရီယယ်မက်ဒရစ်ရဲ့အဓိကကွင်းလယ်လူဂျူဘယ်လင်ဂန်ကိုဒီနေရာဒီမှာ Old Trafford ကိုအရောက်ခေါ်ယူဖို့တိုက်တွန်းလိုက်ပြီးနောက်ထပ်ထိပ်တန်းကစားမတူကိုလည်းခေါ်ယူဖို့အကြံပြုသွားခဲ့ပါတယ်။2020ခုနှစ်ကတည်းက Man United ကဘယ်လင်ဂန်ကိုခေါ်ယူဖို့ဆိုင်လက်ဖာဂူဆန်ကိုယ်တိုင်ပါဝင်ပြီးစီးရုံးခဲ့ပူပေမဲ့ဒေါ်မွန်ကိုပဲရွေးချယ်သွားခဲ့တာပါ။ဆာဟာကဘယ်လင်ဂန်ကိုသူ့ရဲ့အိမ်မက်ပြောင်းရွှေ့ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ဒါကယူသွတ်တဲ့စိတ်ကူးဖြစ်နိုင်ပေမဲ့သူကအရာအလုံးပြည့်စုံတဲ့သူပါ။သူရဲ့ကြံ့ခိုင်မှုကကမ္ဘာမှာအကောင်းဆုံးဖြစ်တယ်လို့အသင်းကောင်းဆောင်ကောင်းတစ်ယောက်ရဲ့အရေးချင်းလေးရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ဘယ်လင်ဂန်ကရီယယ်မက်ဒရစ်ကိုသူ့ရဲ့အိမ်မက်ကလပ်လို့ပြောထားပေမဲ့ဆာကတော့အင်္ဂလန်ချယ်ဝင်းကအင်္ဂလန်ကိုပြန်လာပြီးပရီးမီးယားလိမှာကစားရတာကိုနှစ်သက်လိမ့်မယ်လို့ယူဆနေပါတယ်။လက်ရှိမှာဘယ်လင်ဂန်ရဲ့ပြောင်းရွှေ့ခြင်းကပေါင်တန်း130ဝန်းကျင်ရှိနေပြီး Man United နဲ့ Chelsea တို့ကစိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်နေပါတယ်။ဆာကနယူကာဆယ်တောင်မန်ကစားမအန်တိုနီဂေါ်ရွန်ကိုလည်း United အတွက်အဖိုးတန်တဲ့ကစားမတူဖြစ်ရှုမြင်ထားပါတယ်။ဂေါ်ရွန်ကလူငယ်လေးပဲရှိသေးတယ်။သူ့ရဲ့တည်ငြိမ်မှုနဲ့ယုံကြည်မှုကိုတိစောက်ရအောင်ပဲ။သူသာအဆင့်မြင့်ဆုံးပြိုင်ပွဲတွေမှာ200တီလောက်ထပ်ပြီးခြေလှမ်းပြနိုင်ရင် United လိုအသင်းမျိုးမှာကြီးမားတဲ့အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ Manchester Evening News ရဲ့ဖော်ပြချက်အရ Man United ဟာလာမယ့်နေရာဒီအတွက်ပထမဆုံးကစားမတစ်ကိုခေါ်ယူဖို့တေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။2026ခုနှစ်မှာကာရီအသင်းကိုစတင်ကိုင်တွယ်ပြီးနောက် Man United ကတီးတတာတိုးတက်လာခဲ့ပါတယ်။ပွဲပေါင်း10ပွဲမှာ9ပွဲနိုင်တပွဲသာရှုံးနိမ့်ခဲ့ပြီး Man City, Arsenal နဲ့ Spurs တို့ကိုအနိုင်ယူနိုင်ခဲ့တာကြောင့်သူ့ကိုအမြဲတမ်းနေပြဖြစ်ခန့်ဖို့တောင်းဆိုမှုတွေကျယ်လောင်နေပါတယ်။ကိုလံဘီယာကလပ်ဖော်တာလီဇာကအသက်18နှစ်အရွယ်ကွင်းလယ်ခန့်စစ်ကစားသမားခရစ္စတီယန်အိုရော့စ်ကို Man United ကပြောင်းရွှေ့ပြီးပေါင်9သိန်းခွဲနဲ့မူအားဖြင့်သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံတကာဥပဒေအရအသက်18နှစ်ပြည့်မှသာအင်္ဂလန်ကိုတရားဝင်ပြောင်းရွှေ့လာနိုင်မှာဖြစ်ပြီးDNA တွေက Oros ကိုပြင်နောက်ထပ်လူငယ်ဘယ်နောက်ခံလူတအုပ်ဘယ်တောင်မင်္ဂလာမတုံးနဲ့ကွင်းလယ်လူအနည်းဆုံး2ဦးကိုခေါ်ယူဖို့ရည်မှန်းထားပါတယ်။ Nottingham Forest ရဲ့အသက်23နှစ်ရဲ့ကွင်းလယ်လူ Elliot Ederson ကို Man United နဲ့ Man City တို့ကစောင့်ကြည့်နေကြပြီး Forest အသင်းကပေါင်တန်း80အထိဈေးနှုန်းသတ်မှတ်ထားပါတယ်။ Ederson ကတော့လောလောဆယ်မှာလာမယ့်ကမ္ဘာဖလားပြိုင်ပွဲကိုပဲအပြေးအဝအာရုံစိုက်ထားပြီးကမ္ဘာဖလားပြီးမှအနာဂတ်ကြောင်းစဉ်းစားမယ်လို့ပြောဆိုထားပါတယ်။ Manchester United အသင်းကရာသီကုန်မှာအသင်းကနေထွက်ခွာတော့မဲ့ Casemiro ရဲ့နေရာမှာအစားထိုးဖို့အသက်25နှစ်အရွယ်တိုနာလီကိုအဓိကပြတ်မှတ်ထားနေပါတယ်။ United ကအသင်းရဲ့ကွင်းလယ်ပိုင်းကိုပြန်လည်တည်ဆောက်ရမှာတိုနာလီကိုအဓိကကျတဲ့ကစားသမားအဖြစ်မြင်နေပါတယ်။စပိန်သတင်းစာ AS ရဲ့ဆိုအရရီယယ်မက်ဒရစ်ကတိုနာလီကိုခေါ်ယူဖို့ကမ်းလှမ်းခြင်းခံထားရပြီးခြေစွမ်းကြည့်ရှုဖို့ကင်းထောက်တွေပါဆယ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့သူကမက်ဒရစ်တော်နံပါတ်1ဦးစားပေးပြစ်မှတ်မဟုတ်သေးပါဘူး။အီတလီအသင်းကဘော့စနီးယားကိုရှုံးနေပြီးကမ္ဘာဖလားဝင်ခွင့်ဆုံးရှုံးသွားခဲ့တာကြောင့်တိုနာလီရဲ့အနာဂတ်ကိုဆုံးဖြတ်ဖို့အချိန်ဆွဲနေစရာမလိုတော့တဲ့အခြေအနေဖြစ်လာပြီးနယူကာဆယ်အသင်းရဲ့ CEO ဒေးဗစ်ဟော့ဖ်ကင်ဆန်ကတော့တိုနာလီကိုအလွယ်တကူလက်လွတ်မှာမဟုတ်ပဲအသင်းအတွက်အကျိုးမြတ်အများဆုံးရမယ့်အခြေအနေမျိုးမှသာရောင်းချသွားမယ်လို့ဆိုပါတယ်။နယူကာဆယ်ကလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့ခက်ခဲနေတာကြောင့်ဥရောပပွဲကစားခြင်းနဲ့တိုနာလီအတွက် Man United စီပြောင်းရွှေ့ဖို့အခွင့်အရေးပိုများနေပါတယ်။နယူကာဆယ်အသင်းကတိုနာလီရဲ့နေရာမှာအစားထိုးဖို့ယူဗင်တက်ကွင်းလယ်လူကယ်ဖရန်တူရန်ကိုယူရိုတန်း60ဝန်းကျင်နဲ့ခေါ်ယူဖို့ချိန်ရွယ်နေပြီလို့သိရပါတယ်။ဟုတ်ကဲ့ပါအခုလိုမျိုးသတင်းတွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။
ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။